နောက်မနက်ခင်း၌ဆရာကကျောင်းသူတစ်9ယောက်ပြောင်းလာကြောင်းကြေညာသည်နင်းတို့တွင်ထန်ဖောက်ဖောက်ပါ၍အခြားမိန်းကလေး4ယောက်ပါဝင်သည့်အရာကာကဟိုနိုကာစီတို့ရိုင်လာပြီးသူထင်သလိုပင်9ယောက်စလုံးသည်မော်ဆရာမများဖြစ်ပြီးမကြာခဏအဖြက်အစည်းလုပ်တတ်သည်ဟုအတည်ပြုသည်အာနိုကာသည်မနက်ခင်းဘတ်စကားကိုတယောက်တည်းစီးခဲ့သည့်အရာကာသည်သူမ၏ပုံမှန်နေရာတွင်မရှိခဲ့ပါသူသည်ဂိတ်ဝတွင်ဖက်နှက်လဲကစင်ကြံတလျှောက်သွားတော်လဲစာသင်ခန်းသို့မရောက်ဘဲညှဉ်းပန်းနှိပ်စက်သည့်ကလပ်ဟုအမည်တက်ထားသောအခန်းရှိတွင်အဆုံးသတ်သွားသည့်အထဲတွင်အရာကာကကျောင်းသူတင်9ယောက်ပေါ်မတ်တရက်နေသည်သူတို့အားလုံးချုံနှောင်ခံထားရပြီးပါဇက်ပိတ်ခံထားရသည်သူမသည်သူ့အပေါ်မော်ပညာချထားခဲ့ပြီးဒီလန်းအတိုင်းလျှောက်လာစေခဲ့ကြောင်းဒါသည်မော်ဆရာမအမဲလိုက်ခြင်းဖြစ်ကြောင်းရှင်းပြသည်သူမသည်မျှော်စင်မော်ဆရာမများကိုသူ့ကိုထပ်မံချင်းချောက်ခြင်းမပြုမီဖယ်ရှားပြစ်ရန်ဆုံးဖြတ်ခဲ့သည်ရင်းတို့ထဲမှတယောက်သည်အစောပိုင်းကလွတ်မြောက်သွားခဲ့ပြီးကြံတယောက်ကိုဆွဲထုတ်ရန်ကြံသူများကိုမျှရှိအဖြစ်တင်စီထားသည်အိုနိုကာကသူတို့ပြောနိုင်ရန်ပါဇက်ပိတ်ထားသောအဝတ်စုံများကိုဖယ်ပေးရန်သူမကိုတောင်းဆိုသည်အရာကာကသူတို့၏ပါဇက်တစ်ဝိုက်ရှိချီနှောင်မှုများကိုဖြည့်ပေးလိုက်သည်တင်ဖောက်ဖောက်ကအရာကာကသူ့ကိုအမှန်တိုင်းမပြောပြသေးကြောင်းသူ့ကိုပြောပြသည်မျှော်စင်မော်ဆရာမများသည်သူ့ခန္ဓာကိုယ်အတွင်းမှတစုံတရာကိုလိုက်လံရှာဖွေနေသည်ဟုသူမကဆိုသည်အာနိုကာသည်ထိုစကားစုကြောင့်မျက်နှာပူလာတော့လဲသူမ၏ရန်သူပြောသမျှကိုမယုံရန်အရာကာကပြောသည်ထားမဖွားကသူတို့အဖွဲ့တွင်စည်ရင်းမကောက်ရသေးသောအဖွဲ့ဝင်တဦးရှိသေးသောကြောင့်တောင်စိတ်မလျှော့ဖို့တတိပေးသည်မျက်နှာကျက်မှအနက်ရောင်အည်များစတင်ကျလာသည်ရင်းသည်လျင်မြန်စွာပြန့်နှံ့သွားပြီးအခန်းကိုလွှမ်းသွားသည်မဲသည်ထိုအနက်ရောင်အရာမှထွက်ပေါ်လာကသူမ၏အဖော်လေးဦးကိုလွှတ်ပေးကဟဲနော့ကကိုဖမ်းလိုက်သည်သူမသည်သူနှင့်အတူကျမ်းပြင်ကိုဖောက်ကအောက်ခန်းသို့ဆင်းသွားပြီးအခြားသူများကိုအန်နိုကာနှင့်ရင်ဆိုင်ရန်အတွက်ထားခဲ့သည်မဲကဟနုကာကိုအောက်သို့ချကာသူမ၏လွတ်မြောက်မှုကိုဂုဏ်ပြုသည်သူခန္ဓာကိုမလှုပ်ရှားနိုင်တော့ပေသူမသည်သူ့အပေါ်တေချာစေသောလေးဖြတ်မော်ချက်ကိုချထားပြီးဖြစ်သည့်အထက်တွင်မိတောက်များကျမ်းပြင်ကိုဖောက်ထွင်းလာသည်အရာကအောက်ခန်းထဲသို့ဆင်းလာသည်သူမ၏နောက်တွင်မျှော်စင်မော်ဆရာမ4ယောက်သည်မြေပေါ်တွင်ရှုံးနှင်းလျက်ရှိသည်သူမသည်တုံဆိုင်ခြင်းမရှိဘဲမဲစီသို့စတင်လမ်းလျှောက်သွားသည်မဲကဟနိုကာကိုဒိုင်းဖြင့်မြောက်လိုက်သည်သူမပောက်ခုံးပေါ်တွင်တတဝငယ်လေးတစ်ကောင်ထိုင်နေသည်ထိုဝန်ပုတ်လွေငယ်ကသူ့လက်ပင်ကိုကိုက်လင်ရက်တန့်ရန်အရာကအားတတိပေးသည်အရာကနှိကွေးခြင်းမရှိပေစိတ်မပူရန်ဟနိုကာကိုပြောကဒါကိုအမြန်ပြီးအောင်လုပ်မိဟုဆိုသည်မဲကဝန်ပုတ်လွေငယ်ကိုကိုက်ရန်အမိတ်ပေးသည်ကင်းဤသွားများသည်ဟနိုကာ၏လက်ပင်ထဲသို့ဆူဝင်သွားတော်လဲသူ့ခန္ဓာကိုယ်မှမိတောက်များပေါက်ထွက်လာပြီးသူ့ကိုလိတ်ထွက်သွားစေသည်အကိုက်ခံရသောဒဏ်ရာသည်သူ့အရေပြားပေါ်မှပျောက်သွားသည်ရင်းစားလားတူဒဏ်ရာသည်အရာကာ၏လက်ပင်ပေါ်တွင်ပေါ်လာပြီးမိမလောင်ပျောက်ကွယ်သွားသည်မဲကအံ့အားသင့်ကငေးကြည့်နေသည်သူမဆုတ်ခွာရန်အမိတ်ပေးလိုက်ပြီးမျှော်စင်မော်ဆရာမများသည်အခန်းမှပျောက်ကွယ်သွားကြသည်ထိုနေ့လယ်ခင်း၌အာနိုကာသည်ကျောင်းရှိအရာကာ၏တီးတန့်အခန်းတွင်မျက်လုံးဖွင့်လိုက်သည်သူ့လက်ပင်တွင်ဒဏ်ရာလုံးဝမရှိပေအရာကာကအနီးတွင်ထိုင်ကလက်ပင်တွင်ပါသောပဝါကိုရစ်ပတ်ထားသည်အေးရရာသည့်အတွက်လို့ပြောပေမဲ့အပြင်ကပူနွေးနေပါတယ်သူမကျေးဇူးတောင်းပြီးသူ့ကိုပုံမှန်ဘဝနေထိုင်စေခြင်းခဲ့ပေမဲ့မျှော်စင်မော်ဆရာမတွေဆက်လက်ရှိနေမှာပါလို့ပြောပါတယ်တိုက်ခိုက်မှုများအဆုံးသတ်ရန်ရင်းတို့နောက်ွယ်မှလူကိုရှာဖွေအနိုင်ယူရန်လိုအပ်သည်သူမသည်ထိုသူမည်သူဖြစ်သည်ကိုမသိသေးကြောင်းဝန်ခံသည်ဟနိုကာကသူမဒဏ်ရာကိုဖုံးကွယ်ထားသည့်ပဝါကိုကြည့်လိုက်သည်သူမသည်သူ့အတွက်ရည်ရွယ်ထားသောဒဏ်ချက်ကိုသူမခံယူလိုက်သည်ကိုသဘောပေါက်သွားသည်သူမကိုအရာအလုံးပြောပြရန်နှင့်သူ့ကိုတပည့်အဖြစ်လက်ခံရန်တောင်းဆိုခဲ့သည်သူမကိုတယောက်တည်းတိုက်ခိုက်စေခြင်းတော့ပေအရာကာသူ့တောင်းဆိုချက်ကိုစဉ်းစားတော်လဲအရာအလုံးဖွင့်ပြောရန်အချိန်စောသေးသည်ဟုပြောသည်တနေရာတွင်ကျောင်းအုပ်ကြီးခန်းစင်ရသည်ခရမော်ရအမည်ရှိမိတ်ဆွေဟောင်းတဦးနှင့်တိတ်ဆိတ်သောအချိုပွဲဆိုင်တွင်ထိုင်နေသည်သူတို့နှစ်ဦးနှစ်ပေါင်း100ကျော်မတွေ့ဆုံဘူးပေခရနော့ကမက်ဒျူစလို့ခေါ်တဲ့မော်ဆရာမတယောက်စီကကျောင်းသားတွေပြဿနာဆလာပြီးခေစိန်ကပါဝင်ဖြေရှင်းခြင်းမလားလို့အကြံပြုလိုက်တယ်